တရိုသမီးဟာသူမရဲ့ရုပ်ရည်ကြောင့်အင်ကြီးရဲ့ဂိတ်တကမှာတားဆီးခံလိုက်ရပါတယ်။သူမရဲ့အပြူစင်ဘဝကိုလူအများရှိမှတက်တေပြဖို့တောင်အတောင်းဆိုခံရပါတယ်။တက်တေမပြနိုင်ရင်အသေးဝင်ခွင့်မရှိပါဘူး။မကြခင်မှာပဲတဲတစ်ခုယူလာပြီးလူအများရှိမှတင်စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ဒါဟာအမျိုးသမီးတယောက်တည်းအကြီးအကျယ်အဆက်ခွဲခံရတာပါပဲ။သူမရဲ့အရှိကန်ကဒေါသထွက်နေပေမဲ့ရောက်ခမှာဖြစ်သူကတော့ဇွတ်အတင်းလုတ်ခဲ့ပါတယ်။အပြည့်မရှိတဲ့သူဆိုရင်ညင်းမှမဟုတ်ဘူးလို့လည်းဆိုပါတယ်။တရိုသမီးဒေါသပေါက်ကွဲတော့မယ်လူအားလုံးကထင်နေကြပေမဲ့သူမကအန်ဝါစရာအကောင်းအောင်သဘောတူလိုက်ပြီးတဲတဲ့ကိုအေးအေးဆေးဆေးပဲလမ်းလျှောက်ဝင်သွားပါတယ်။ခဏကြာမှာတော့စစ်ဆေးမှုပြီးဆုံးသွားပြီးတရိုသမီးဟာအပြစ်ဆိုပွဲမရှိကြောင်းကြီးညာခံရပါတယ်။ရောက်ခမှာဖြစ်သူကတော့ဆွတ်အားသွားပါတော့တယ်။မနေ့ကတည်းကတရိုသမီးဟာအပြူစင်မဟုတ်တော့ကြောင်းအမည်မသိစာတစောင်သူမစီရောက်လာခဲ့တာပါ။ဒါကိုသုံးပြီးမင်္ဂလာဆောင်ကိုဖျက်သိမ်းဖို့သူမကြံစီခဲ့တာဖြစ်ပေမဲ့အခုတော့တရိုသမီးကိုအထဲပေးဝင်ဖို့ကလွဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူး။ဒါပေမဲ့တရိုသမီးကတော့ဒီမာရင်ရမနေပါဘူး။သူမချက်ချင်းပဲဒေါသတွေပေါက်ကွဲပါတော့တယ်။မျက်နှာဖုံးထားတဲ့ရက်တောင်ကိုလွှင့်ပစ်လိုက်တဲ့အခါသူမရဲ့ရင်သက်ရှူမောဖို့အလှတရားကြောင့်လူတိုင်းအံ့အားသင့်သွားကြပါတယ်။ရောက်ခမှာဖြစ်သူတောင်းပြန်ဖို့တောင်အချိန်မရခင်ပါပဲသူမကလှည့်ထွက်ပြီးတိုင်ကိုပြေးတိုက်ပါတယ်။ကံကောင်းစွာနဲ့ပဲအမျိုးသားတစ်ယောက်ကသူမကိုအချိန်မီကဲတင်လိုက်ပါတယ်။သူမကတော့ဘာတစ်ခွန်းမှမပြောဘဲအိမ်ကိုချက်ချင်းပြန်သွားပါတော့တယ်။တကယ်တော့ဒါတွေအားလုံးဟာသူမအကိုရဲ့လောင်းကစားအကျွေးတွေဆက်ဖို့သူတို့သမီးရဲ့အစီအစဉ်တွေပဲထည့်ပါတယ်။ရောက်ခမရဲ့ဦးကြောင်သားနဲ့အတင်းအကျပ်လက်ထပ်ခိုင်းခတ်လို့သူမဟာအပြူစင်မဟုတ်တော့ကြောင်းရဲ့ကောက်လာလှကိုသူမကိုယ်တိုင်ဖြန့်ခဲ့တာပါ။ဒါပေမဲ့ရောက်ခမကတော့သူမကိုဒီတိုင်းအလွတ်မလွတ်ပေးပါဘူး။မကြခင်မှာပဲသူမကိုပြန်ခေါ်ဖို့ဒေါသတကြီးရောက်လာပါတယ်။သူတို့သမီးကတော့အေဂရာမင်းကိုယ်တိုင်ကသူမရဲ့လုပ်ရက်ကိုခွင့်ပြုထားတဲ့ဆိုပြီးပြန်ဖို့ညှင်းဆန်လိုက်ပါတယ်။ဥပဒေအရလင်ယောက်ျားအိမ်မှာအဆက်ခွဲခံရတဲ့အမျိုးသမီးဟာမိဘအိမ်ကိုပြန်ခွင့်ရှိပါတယ်။ဒါကိုမြင်တော့ရောက်ခမဖြူသူကတောင်းရန်ကအေကိုပြန်ပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့သူတို့သမီးမှာပြန်ပေးစရာဘာတောင်းရန်ကမှမရှိပါဘူး။စနစ်တကျလက်ထပ်ထားတဲ့အိမ်အောင်ရေးကိုစိတ်အလိုကျဖျက်သိမ်းလို့မရဘူးလို့လည်းသူမကအခိုင်အမာပြောပါတယ်။ရောက်ခမကဒေါသထွက်ပြီးသူမသားကလည်းမရငယ်ယူပေးမယ်လို့ပြောတဲ့အခါမှာလည်းသူတို့သမီးကပြန်ချေပါပါတယ်။ဥပဒေအရလက်ထပ်ပြီးတလအတွင်းမရငယ်ယူခွင့်မရှိပါဘူး။ရောက်ခမနဲ့ချွေးမတို့ထပ်တလဲလဲထိတိုက်တွေ့နေကြပေမဲ့အစင်အိမ်မှာရောက်ခမဖြစ်သူပဲရှုံးနေနေရပါတော့တယ်